ဒီ TikTok သုံးတဲ့သူတွေပေါ့နော်ကျွန်တော်တို့များတော့အမှတ်မှားနေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ YouTube မှာလို့ပေါ့ YouTube ဆိုလို့ရှိရင်လည်းကျွန်တော် Social Blade ဆိုတဲ့ software ရှိတယ်အဲ software တော့မဟုတ်အဲ့ website ရှိတယ်အဲ့ website ထဲမှာchannel တစ်ခုကိုရိုက်ထည့်လိုက်လို့ရှိရင်အဲ့ channel income တွေတစ်လဘလောက်တစ်နှစ်ဘလောက်ဆိုတာကိုပြပေးတယ်YouTube sorry ဒီ TikTok မှာဆိုလို့ရှိရင်လည်းဒီအဲ့လိုပဲပေါ့နော်ဒီကျွန်တော် Chrome browser ထဲမှာသူတို့ကျွန်တော်တော့နားမလည်ဘူးဒီသူတို့ပြောမှသိတာအဲ့ဒါကိုရိုက်ထည့်လိုက်လို့ရှိရင်ကိုအကောင့်ရဲ့ဝင်ငွေကိုပြပေးအဲ့ဒါတွေကသူတို့ကတကယ်ရတယ်ထင်တာတကယ်တော့မဟုတ်ဘူးဗျနားလည်မှုလွဲနေတာဒီဟာတွေကကျွန်တော်တို့ရဲ့ view တွေဒီ follower တွေကိုသူတို့ကခန့်မှန်းကြည့်နေတွက်ချက်ပေးတာတကယ်ရတယ်ဆိုတော့ကိုယ့်ရဲ့ account ထဲမှာတကယ်ဝင်လာမှတကယ်ရတာเนาะအဲ့လိုဥစ္စာတွေကခန့်မှန်းကြည့်နေတွက်ချက်ပေးတာခင်ဗျားတို့ဒီထားတော့ကျွန်တော်တို့ဒီအတုပ်ဆိုင်တစ်ဆိုင်ပဲထားဒီအတုပ်ဆိုင်ကရောင်းကောင်းနေတယ်တရက်ကိုထားတော့3သိန်းဖို့ရောင်းရတယ်3သိန်းဖို့ရောင်းရတယ်ဆိုလို့ရှိရင်ဒီဆိုင်ရှင်ကပြောလိုက်တာတော့ကောင်းတစ်ခုဟာ3သိန်းဖို့ရောင်းလို့ရှိရင်သူ့အတွက်အရင်နှုတ်ပြီး3သိန်းလောက်တော့ကြံမှာပဲအဲ့လိုမျိုးကိုကခန့်မှန်းပြီးတော့ကိုကပြောတကယ်ဘလောက်ကြံလဲဆိုတာဆိုင်ရှင်ကိုယ်တိုင်ပဲသိတယ်အဲ့တော့ခင်ဗျားတို့ကဆိုင်ရှင်ဖြစ်နေပြီလေခင်ဗျားတို့ကဒီအတုပ်ရောင်းတဲ့ဆိုင်ရှင်ဖြစ်နေပြီခင်ဗျားတို့3သိန်းဖို့ရောင်းရလဲ3သိန်းကြံလား2သိန်းကြံလားဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့လက်ထဲငွေမှာပဲသိရတယ်အဲ့ဒီသဘောတရားပဲအခုလဲ TikTok ကပတ်စံအဲ့လိုမျိုး calculate letter နဲ့တွားရိုက်ပြီးတော့ကြည့်လိုက်တယ်အဲ့ဒီပတ်စံကတကယ်ရမှာပေါ့တကယ်ကကိုယ့်ရဲ့ account ထဲမှာတကယ်ရောက်လာတဲ့ပတ်စံမှာတကယ်ရတာပါအဲ့ဒါတော့ကျွန်တော်တို့တွေကဒီဘန်ဒီနဲ့ချိန်ပြီးတော့ထုတ်လို့ရှိရင်အခွန်အခတွေဖြတ်သေးတယ်ဒီအခွန်တွေဖြတ်ပြီးတော့မှကိုယ့် account ထဲရောက်မှာကိုယ့်ပတ်စံမှာအဲ့တော့ကျွန်တော်နားလည်အောင်ရှင်းပြပေးတာကတော့အဲ့လိုမျိုးဥစ္စာတွေတွက်ပြီးတော့ဟိုနေပေါ့နော်ကျွန်တော်ကြောက်စကားနဲ့ပြောမယ်ဆိုအာယုံနေမတက်စေချင်ဘူးပေါ့နော်တကယ်ကိုလက်ထဲရောက်မှာပဲတကယ်ရတာပါအဲ့လိုဥစ္စာတွေတွားပြီးတော့မယုံပါနဲ့နော်မယုံပါနဲ့ဒါခံမှန်းကြီးနဲ့ပြောပေးတာပါဒါကတချို့တွေကစိတ်ထဲမှာငါတော့ဒီလောက်တော့ရတယ်တနေ့တွက်ချန်နေတာအဲ့ဒီအမှန်မဟုတ်ပါဘူးခံမှန်းကြီးတွေပါနော်သူတို့လည်းမှန်းကြည့်နေဒီသူတို့ရဲ့ website တွေမှာတင်ပေးတာဖြစ်ပါတယ်နော်